မန္တလေးမြို့မှာ9ယောက်မြောက်အသက်ရှင်ကျန်ရစ်သူကိုငလျင်လှုပ်ပြီး125နာရီအကြာမှာတရုတ်ကစီရေးသမားတွေကကေထုတ်နိုင်ခဲ့တယ်လို့ရန်ကုန်ကတရုတ်တန်ယုံကနေသတင်းထုတ်ပြန်ပါတယ်။မန္တလေး Golden Country Hotel ကေစီရေးနေရာမှာ125နာရီနီးပါးအကြာပိတ်မိနေတဲ့အသက်52နှစ်အရွယ်မြန်မာအမျိုးသားတယောက်ကိုဧပြီလ2ရက်နေ့မှာကေထုတ်နိုင်ခဲ့ပြီးအဲ့ဒီကေထုတ်နိုင်မှုမှာတရုတ်နိုင်ငံကေစီရေးအဖွဲ့ကကေထုတ်ခဲ့တဲ့9ယောက်မြောက်အသက်ရှင်ကျန်ရစ်သူဖြစ်တယ်လို့ဖော်ပြပါတယ်။တရုတ်နိုင်ငံကေစီရေးအဖွဲ့နဲ့တရုတ်နိုင်ငံတကာကေစီရေးအဖွဲ့ CISAR ဟာ3နာရီကျော်ကြာကုညီကေစီရေးလုပ်ငန်းတွေလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာအဲ့ဒီအသက်ရှင်ကျန်ရစ်သူကိုကေထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ကေထုတ်ခံရစဉ်မှာအဲ့ဒီလူဟာအသက်ရှင်ကောင်းမွန်နေပြီးနောက်ဆက်တွဲစေကူတာမှုခံယူဖို့ဒေသရင်းကစေကူတာရေးဌာနတွေကိုလွှဲပြောင်းလိုက်ပြီးဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။